အားလုံးပဲမြင်လာပါရှင်ဒီနေ့တော့လေစုအာဟာရတန်ဖိုးများစွာပါဝင်တဲ့ယုံမတိဒီဟင်းချက်စားပါမယ်ဒါလေးတွေကတော့ယုံမတိဒီပစွန်ကြောက်ချက်ဖို့အတွက်စုပြင်ဆင်ထားတာလေးတွေပါဒီဥဆုံးပေါ့နော်စုယုံမတိဒီတွေကိုခေါင်းဖြတ်ပြီးတော့အခုလိုမျိုးအတောက်လိုက်ပေါ့နော်အလေကနေသူ့မြောင်းနဲ့သူလှီလိုက်ပါတယ်စုယုံမတိဒီကိုတော့မပိုင်းပဲနဲ့အတောက်လိုက်ချက်မှာပေါ့နော်ချက်တုံနီနဲ့ချက်တုံဖြူကိုလည်းထောင်းထားပါတယ်ဒါတော့ပစွန်ကြောက်ပေါ့နော်ပစွန်ကြောက်ကိုလည်းစုထောင်းထားပါတယ်မြုပ်သီးဆဲအနီတောင်းတွေကိုပါစုထက်ချမ်းပြီး9လောက်ထည့်ပါမယ်ကဲဒါဆိုရင်တော့ယုံမနေဒီပစွန်ကြောက်ဟင်းစချက်ပါတော့မယ်အိုးလေးကိုစီထည့်ပါတယ်စီပူလာပြီဆိုရင်တော့စနွေးမုတ်နင်းငယ်လေးထည့်လိုက်ပါတယ်ပြီးရင်တော့ထောင်းထားတဲ့ချက်တုံဖြူချက်တုံနီတွေကိုထည့်ပြီးစီတက်ပေးလိုက်ပါတယ်ရှင်မြုပ်သီးအစဲမုတ်ရောင်တင်မှုတ်နဲ့မြုပ်သီးအကျန်းတောင်းတို့ကိုလည်းထည့်လိုက်ပါတယ်စိမ့်စားငပိအနေငယ်ကိုလည်းထည့်လိုက်ပါတယ်ဒီနေရာမှာငန်းပြားကြီးထည့်လဲရပါတယ်เนาะဆိုတော့စိမ့်စားငပိထည့်ပြီးချက်ရတာကိုပို့ပြီးတော့ကြိုက်ပါတယ်ထောင်းထားတဲ့ပစွန်ကြောက်တွေကိုလည်းထည့်လိုက်ပါတယ်ရတာတော့ကိုတော့စားအနေငယ်နဲ့အချို့မုတ်အနေငယ်လေးထည့်ပါတယ်ဒီအခါမှာတော့စူရီအနေငယ်လေးထည့်လိုက်ပါတယ်နော်ရေထည့်ပြီးရင်တော့ယုံနေဒီတွေကိုထည့်လိုက်ပါတယ်စူထည့်ထားတဲ့ရေကနေတော့လေယုံနေဒီထည့်ပြီးဟိုမှွေကြီးမှွေလောက်လိုက်တာရေကစစ်သွားပြီအဲ့တော့စူရေအနေငယ်လေးထည့်လိုက်ပါတယ်ပြီးရင်တော့အဖုံးအုပ်ပြီးယုံမနေဒီတွေကြက်တဲ့အထိခဏတည်ထားပါမယ်ယုံမနေဒီကတော့ကြက်တာမြင်ပေါ့နော်အကြာကြီးတော့တည်စရာမလိုပါဘူးခုဆိုရင်တော့ယုံမနေဒီတွေကတော့နူးနေပြီပေါ့နော်စုရဟင်းရေကနဲနေလို့စုရေအနေငယ်လေးထည့်လိုက်ပါတယ်ပြီးရင်တော့ထက်ချမ်းချမ်းထားတဲ့ငုတ်တီးစိအနီတောက်တွေကိုလည်းထည့်လိုက်ပါတယ်ပြီးအခါမှာတော့စူမကြီးမဲ့ဖြော်ရည်ကိုထည့်လိုက်ပါတယ်။မြုပ်တီးစိမ်းနဲ့မကြီးမဲ့ဖြော်ရည်နဲ့ဆိုတော့လေဟင်းရက်ရတာကတော့ချင်းချင်းဆက်ဆက်လေးနဲ့ရမ်းကိုမှစားလို့ကောင်းပါတယ်။ဟင်းရက်ရတာကိုမြည်ကြည့်ပါမယ်။ဟင်းရက်ရတာအပေါ်အငန့်အချင်းကိုတော့မမိစိတ်ကြိုက်လို့တို့လို့ပြင်ဆင်ပေါ့နော်။ဒီမှာစုမာကအငန့်ပေါ်နေလို့စူစားနှင်းငယ်လေးထည့်လိုက်ပါတယ်ရှင်။ကဲခုဆိုရင်တော့စုရဲ့ယုံမနေဒီနဲ့ပစွန်ကြောက်ချက်ကတော့ချက်ပါပြီရှင်။ဆွဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။